သမီး21ရာစုကဘာကြီးထဲမှာနီးပညာတွေအလွန်တိုးတက်နေပြီနော် AI နီးပညာသိကိုထွန်းကားတိုးတက်လာနေတော့ AI လေးမှမသုံးတတ်ရင်ဖေတို့ကြောက်ခေတ်လူသားတွေနဲ့တူသွားလိမ့်မယ် AI လေးမျိုးရှိတယ်လို့အကြမ်းပြင်းဖေသိထားတယ် Google ကထုတ်တဲ့ Gemini Microsoft ကထုတ်တဲ့ Copilot တရုတ်ကထုတ်တဲ့ DeepSeek Elon Musk ထုတ်တဲ့ Grok အဲ့ဒီလေးမျိုးစလုံးမြန်မာလိုစာရိုက်ပြီးမေးလို့ရနေပြီသမီးရဲ့အဲ့ဒီ AI ကိုကျွမ်းကျင်သူတို့ကအမျိုးမျိုးအသုံးချနေကြပြီဘေးရင်မေးမလားစာကုန်းရေးခိုင်းမလားကဘာကိုကသိကျင်တဲ့လူတွေအကြောင်းရှိလားသူတို့ကိုအကုန်မေးလို့ရတယ်ဒါရင်ဘာကမလဲတချင်းကြပြဆက်ခိုင်းအောင်မလားပကြီးဒီဇိုင်းပိုစတာဆွဲခိုင်းအောင်မလားကုန်ခိုင်းလို့ရတယ်အဲ့ဒါလို့ AI ကိုမျိုးစုံခိုင်းပြီးတော့လူငယ်တွေအလွတ်လုံနေကြတာကိုသမီးသိထားမယ်ဆိုရင်ကိုလည်းသူတို့လိုလွတ်တတ်ဖို့တော့လိုဦးမှာပေါ့နော်နိပညာခေတ်ကြီးထဲမှာသမီးနောက်ကျမနေနဲ့နော်နိပညာခေတ်ကြီးထဲမှာလူငယ်တွေနဲ့အတူသမီးကအဲ့ဒီ AI ကိုသုံးတတ်အောင်စုံစမ်းမေးမြန်းပါသိတဲ့လူကိုမေးပါလုပ်ကြည့်ပါကိုယ်တိုင်စမ်းသပ်ကြည့်ပါသမီးသိကျင်တဲ့စိတ်တွေကိုအဲ့ဒီ AI မှာအကုန်မေးလို့ရတယ်လေဒါကြောင့်မလို့နိပညာခေတ်ကြီးထဲမှာနောက်ကျမကြံစေနဲ့လို့ဖေကသတိပေးပြောဆိုတာပါသမီးရဲ့သမီးလေးခင်မီတိုးတက်ပါစေ